Okay ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့တွားရအောင်ရှေ့ကဒီ web page တွေလောက်တာအစဉ်ပြကြမယ်လို့မျှော်လင့်တယ် Okay အဲ့ဆိုရင်ကျွန်တော်ဒီပိုင်းပါနော်ဒီပိုင်းကြတော့ဒီနောက်ထပ်ဒီကျွန်တော်ဒီပါစပ်ပေါက်ပေါ့နော်ဒီလိုမျိုးလှုပ်လို့ရအောင်နောက်ထပ်ဘုံတစ်ခုထပ်ထည့် Okay အဲ့တော့ edit mode ပြောင်းလိုက်မယ်ပြီးရင်ကျွန်တော်ဒီကနေပဲသူ့ကိုကျွန်တော် shifting နဲ့ပွားလိုက် Okay ပြီးရင်Okay ဒီလောက်ပါနော်သူကြတော့ကျွန်တော်တို့master mount ပေါ့နော် master mount လို့ပြလိုက် Okay ပြီးရင်သူ့ကိုကျွန်တော်တို့ color လေးခွဲလိုက်ကျွန်တော်တို့ဒီထဲကရှိလက် keyboard display ပေါ့နော်ဒီမှာ color အပြာပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဘုံနှစ်ခုလုံး select မှတ်ပြီးတော့နှစ်ခုလုံးကို color တစ်ခါတည်းပေးချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနှိပ်လိုက်တဲ့အချိန်ကျရင်ကျွန်တော်တို့အရင်ဆုံး select မှတ်လိုက်တဲ့ဘုံကိုသာဝင်သွားပါတော့အဲ့တော့နှစ်ခုလုံးပြန်တူဝင်ခြင်းလဲဆိုရင်ကျွန်တော်ဒီကနေ order ဖိပြီးတော့နှိပ်လိုက်ပါတော့ဒါဆိုရင်ဒီပိတ်ထဲ color ဝင်သွားပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီကောင်ကိုကြတော့ကျွန်တော်ဘာရောင်ပေးမလဲဆိုတော့ဒီတော့ Okay တော့ကြည့်လိုက်ပြီးရင်ဒီကောင်တက်ပေါ့နော်သူ Okay အဲ့ဆိုရင်ရပြီပြီးရင် post မှုပြောင်းလိုက်မယ်ပြီးရင် post မှုမှာသူ့ကို select မှတ်လိုက်ပေါ့နော်ခုနရှေ့ရလို့ပဲပြီးရင်ဒီကောင် right click edit button group ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီကသူ့ရဲ့ button group သွားကြည့်မယ်ဆိုရင်ဒီမှာဝင်သွားပြီပေါ့နော်အောက်ဆုံးမှာ master mouse Okay ဒါဆိုရင်ကျွန်တော်တို့သူ့ကို web page လုပ်မယ်အဲ့တော့ edit mode ပြောင်းလိုက်မယ်ပြီးရင်ကျွန်တော် Okay ပြီးရင် order ဖိပြီးတော့ select မှတ်လိုက်မှာပေါ့နော်ပြီးရင် control planet Okay select မှတ်လိုက် Okay ဒီလောက်ပေါ့နော်ဒီလောက်ပြီးရင် auto normalize 1 Okay assign အဲ့ဆိုရင်ကျွန်တော်တို့ web page သွားလိုက် Okay ဒီမှာရသွားပြီပေါ့နော် Okay ပြီးရင်ကျွန်တော်တို့ကြည့်ခုနဒီဘုံကိုသွားပြီးတော့လှုပ်ကြည့်လိုက် Okay အဲ့ဆိုရင်မောက်ကဒီမှာခုလိုမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော် smooth ဖြစ်လေးနဲ့ web page လုပ်မှာပေါ့နော်အဓိကတော့ကျွန်တော်ရှေ့မှာပြောသလိုပဲဒီကအဓိက web page ကအဓိကလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့စိတ်ရှည်ရမယ်ကျွန်တော် web page ကိုလည်းတခြားလေးလောက်ရမှာပေါ့ Okay အဲ့တော့ web page ပြီး struct ကိုနည်းနည်းလေး short လိုက်တော့ဒီ wireframe for ထားရရဲ့အကြောင်းအရင်းကကျွန်တော်ဒီလုပ်တဲ့အချိန်ကျရင်မညီမညာမဖြစ်တော့ဘူးเนาะကျွန်တော်ဒီ wireframe ကိုကြည့်ပြီးတော့ဒါလောက်လိုက်တယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီ wireframe ကအကွေးကောက်ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီကောင် smooth မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီကောင်လေးတွေကို smooth ဖြစ်နေဖြစ်ချင်ကျွန်တော်ဒီ wireframe ကဒီသူ့အတူ line ကအဖြောင့်ဖြစ်နေမှာပေါ့နော် Okay ဒီလို short ခြင်းတဲ့အခါကျတော့ကျွန်တော် control ဖိပြီးတော့ဒါ click ပေးလိုက်ပါနော်โอเคဒါဆိုရင်ခုနလိုဆူဆူကြီးမဖြစ်တော့ဘူးနော် smooth ဖြစ်သွားပြီ Okay ပြီးရင်ကျွန်တော်တို့ post mode ပြန်ပြောင်းလိုက် Okay ဒီမှာလှုပ်ကြည့်မယ်ဆိုရင် Okay Okay အဲ့တော့ဒီအောက်ဖက်ပေါ့နော် Okay အဲ့တော့
okay ပြီးရင်ကျွန်တော်ဒီကောင်ပြန်တော့ကြည့်လိုက်အဲ့တော့ဒီကောင် h1 set ဒီဘောကျွန်တော်နောက်နည်းနည်းလေးဆုပ်လိုက်ဒီလောက်ပေါ့နော်ပြီးရင် okay ဒါဆိုရင်တော့ကျွန်တော်ဒီဘေးရပြီပေါ့နော်ဘေးပြီးရင်ဒီအောက်ဖက်ပေါ့နော်အပေါ်ပေါ့နော်အပေါ်ဒီမှာတော့အဲ့တော့သူလည်းပြင်လိုက်โอเคဒါဆိုရင်ကျွန်တော်ဒီမှာမောက်လှုပ်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီဘေးကိုရမ်းဒီမျိုးကိုးချင်ပေါ့နော်ကိုးချင်တယ်ဆိုရင်ကျွန်တော်တို့ဘုံအနေထားကိုပြန်ပြီးတော့ပြောင်းမှရမယ်โอเคအဲ့တော့ကျွန်တော်ဘုံကိုဒီရှေ့ကိုရွှေ့ကြည့်လိုက်โอเคရွှေ့ပြီးတော့ကျွန်တော်လှုပ်ကြည့်လိုက်မယ်ဆိုရင်ခုနဘုံကိုနောက်ဆုတ်ထားတော့ကျွန်တော်တို့ရဲ့ဒီကောင်ကဒီရှေ့ကိုထွက်နေတာပေါ့နော်ဘုံကိုရှေ့နဲ့တိုးလိုက်တော့ဒီကောင်ရှေ့ဒီအထဲကိုလည်းပြန်ဝင်သွားပြန်အောင်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ဒီနေထားလောက်ပေါ့နော်ဒီနေထားလောက်ထားလိုက်โอเคအဲ့ဆိုရင်โอเคအဲ့ဒါโอเคအဲ့ဆိုရင်ကျွန်တော်တို့ whipping ကိုသွားပြီးတော့ပြင်ညှိလိုက် sorry အဲ့တော့ကျွန်တော်ဒီဘက်ချမ်းကဘာလို့ whipping လုပ်လို့မရလဲဆိုရင်ကျွန်တော်ဒီကောင်ရဲ့ဒီကောင်ကိုကျွန်တော်ဒီမှာမီတာပေးထားပါတော့မီတာကဘယ်လိုပေးယူလဲဆိုရင်ကျွန်တော်ဒီမှာဒီဘက်ချမ်းကနေဟိုဘက်ကိုမီတာယူထားပါတော့အဲ့တော့ဒီဘက်ချမ်းကိုသွားပြီးတော့ကျွန်တော် whipping လုပ်တဲ့အချိန်ကမရဘူးဖြစ်နေပါတော့ဒီဘက်ကဒါလေးနဲ့ဒါလုပ်လို့ရတာပေါ့နော်အဲ့တော့အဲ့တော့ဒီဘက်ကိုပဲစောင့်လိုက်โอเคဘယ်လောက်အနေထားစောင့်โอเคဒီလောက်ပေါ့နော်ဒီလောက်ဆိုတော့အရန်တော့များโอเคကျွန်တော်ဒီ wireframe လေးကြည့်လိုက်ပါနော် wireframe လေးတွေကဒီကိုယ့်ရဲ့ကောက်ကြီးတွေဖြစ်နေတယ်ဆိုရင်တော့သိချာကျွန်တော်တို့ဒီဘောဒီဟိုကကျွန်တော် body ပေါ့နော်ကျွန်တော်တို့ရဲ့ character က smooth မဖြစ်ဘူးပေါ့နော်โอเคကျွန်တော်ဒီဘက်မှာတိတိကျဖြစ်သွားโอเคအဲ့တော့သူ့ကိုโอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဇက်ကလုံးဝစက်သူလှုပ်လို့ရသွားပြီပေါ့နော်ဒီကောင်ဒီအောက်ဖက်လေးနည်းနည်းပြင်လိုက်
okay ဒါဆိုရင်ကျွန်တော်တို့မောက်ကလုံးဝ smooth ဖြစ်သွားပြီပေါ့နော်မှကြိုက်တယ်လို့လုပ်လို့ရပါတယ် okay ဒီကတော့ကျွန်တော်တို့ weight paint ပေါ့နော် weight paint ကိုတခြားလေးလုပ်ဖို့ရယ်နောက်ပြီးတော့ကျွန်တော်ဒီလုပ်တဲ့အချိန်ကြရင်လည်း okay control s နဲ့ save ထားလိုက် okay လုပ်တဲ့အချိန်ကြရင်လည်းကျွန်တော်တို့ဒီမှာ wire frame ပေါ့နော်ဒီ wire frame ကိုပေါ်ပြီးတော့လောက်တာပိုကောင်းတယ် okay ဒီမှာဆောင်းလိုက်ပြီးဆောင်းပြီးတော့ကျွန်တော် wire frame ကိုကြည့်လိုက်ပါနော်ကြည့်လိုက်တဲ့အချိန်ကျွန်တော်တို့က line တွေကကွေးကောက်တွေနဲ့အတွန့်တွေဖြစ်နေတယ်ဆိုရင်အဲ့ဒါလေးလိုက်ပြီးတော့ဖြည့်လိုက်ပါနော်ဖြည့်တဲ့အချိန်ကျရင်ကျွန်တော်ခုန weight paint မှာကျွန်တော် strap ကိုနည်းနည်းအတိုး short လုပ်ပြီးဒါလိုက်ပြီးတော့ press နဲ့လိုက်ပို့မှာပေါ့နော်ပြီးရင် short ကျင်တာဆိုရင် control နဲ့တိုးကျင်တယ်ဆိုရင်ဒီကလိုက်ပြီးတော့ strap ကိုအတိုး short လုပ်မယ်ပေါ့နော် okay ပြီးရင်ကျွန်တော်ဒီ wire frame လဲဒီမှာဆိုရင်ဟိုဒီမှာကိုဘလောက်ထားခြင်းလဲဒီမှာရိုင်းထင်းထင်းဖြစ်နေလို့ဒီကြည့်ရအဆင်ပြေလို့ဆိုလဲ opacity ဒီမှာ short လိုက်လို့ရတယ်ပေါ့နော် okay okay ဒါဆိုရင်ဒီမှာကျွန်တော်ဒါဆိုရင်ဒီ3ခုပေါ့နော်ရပြီပြီးရင်နောက်ကျွန်တော်တို့ jaw ပေါ့နော်ဒီမေးပါးစပ်အဖွင့်အဟလုပ်လို့ရမယ်ဟာပေါ့နော်နောက်ထပ်ပြီးတော့လုပ်မယ်